ဒီကောင်မလေးဟာဘေးအိမ်ကအကောင်လေးကိုတိတ်တဆိတ်ချစ်လာခဲ့ရတာ12တောင်ရှိခဲ့ပါပြီ။အဲ့ဒီနေ့ကတော့သူမစိတ်ကိုမထိန်နိုင်တော့ပဲအိပ်ပျော်နေတဲ့ကောင်လေးကိုခိုးနှမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မတော်တဆကောင်လေးနိုးလာခဲ့ပြီးမင်းရွယ်ကစာကြက်ရမယ့်အရွယ်အခုဖြစ်ခဲ့တာကိုမသိချင်အောင်ဆောင်ပေးမယ်လို့ပြောခဲ့ပါတယ်။နောက်ရက်မှာတော့ကောင်မလေးတယောက်အိမ်ပြန်ရောက်ချိန်မှာကောင်လေးတို့မိသားစုတညရင်းချင်းအလင်းစလိုပြောင်းရွှေ့သွားတာကိုသိလိုက်ရပြီးသူမကိုရှောင်ကျင်လို့ပြောင်းသွားတာလို့ထင်ကအကြီးအကျယ်စိတ်ပြက်ဝမ်းနည်းသွားခဲ့ရပါတယ်။အချိန်တွေ6နှစ်တောင်ကြာသွားပြီးတဲ့နောက်သူတို့နှစ်ယောက်မမျှော်လင့်ပဲပြန်ဆောင်ခဲ့ကြပါတယ်။အခုဆိုရင်ကောင်လေးကတက္ကသိုလ်ပရော်ဖက်ဆာဖြစ်နေပြီးကောင်မလေးကတော့သူ့ရဲ့ကျောင်းသူဖြစ်နေခဲ့ပါပြီ။ဒါပေမဲ့ကောင်လေးကသူမကိုမမှတ်မိတော့တယ်လို့နေတာကြောင့်ကောင်မလေးလည်းဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးနှုတ်ဆက်ခဲ့ရပါတယ်။ဒါပေမဲ့ကံကြမ္မာကစမ်းကြယ်ပါတယ်။ဒီနေ့မှာကောင်မလေးရဲ့အမေကဖုန်းဆက်ပြီးတငယ်ချင်းတယောက်ရဲ့အိမ်မှာခစ်တက်သွားနေဖို့လိပ်စာပေးခဲ့ရာအဲ့ဒီအိမ်ကကောင်မလေးတိတ်တဆိတ်အသေးဆွဲချစ်နေရတဲ့ပရော်ဖက်ဆာကောင်လေးရဲ့အိမ်ဖြစ်နေခဲ့ပါတော့တယ်။အိမ်မားတဲ့အထင်နဲ့ပြန်ဖို့ပြင်းတဲ့ကောင်မလေးကိုကောင်လေးကမင်းအမေကိုစောက်ရှောက်ပေးမယ်လို့ကတိပေးထားတယ်ဆိုပြီးတားစီကအတူနေထိုင်ခွင့်ပြုခဲ့ပါတယ်။နောက်ရက်ကောင်လေးရဲ့ကားနဲ့ကျောင်းတူသွားတာကိုကောင်လေးကိုသဘောကျနေတဲ့တထေးသမီးမနာလို့သူကောင်မလေးတယောက်ကမြင်သွားခဲ့ပါတယ်။ကျောင်းဆင်းချိန်မှာတော့အဲ့ဒီတထေးသမီးကကောင်မလေးကိုလာရောက်ရန်ရှာပြီးချင်းချောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကောင်လေးဖျက်လျှောက်လာတာကိုမြင်တော့တထေးသမီးဟာကောင်မလေးရဲ့လက်ကိုဆွဲပြီးသူမဘာသာဟန်ဆောင်လဲကြကကောင်မလေးတွန်းချတယ်လို့လှုပ်ဆက်ခင်းခဲ့ပါတယ်။ကောင်လေးကလည်းကောင်မလေးရဲ့ရှင်းပြချက်ကိုမကြားချင်အောင်ဆောင်ပြီးတထေးသမီးကိုပဲပွေ့ချီကထွက်သွားခဲ့ပါတယ်။တကယ်တော့ကောင်လေးဟာစီးကန်းထဲရောက်မှအဲ့ဒီတထေးသမီးရဲ့လိန်ညာမှုကိုလူမိစေပြီးနောက်တစ်ခါငါเจ้าသူကိုလာမထိနဲ့လို့တတိပေးခဲ့တာပါအိမ်ပြန်ရောက်တော့ကောင်မလေးကအိမ်ကနေပြောင်းမှုပြင်ဆင်နေပေမဲ့ကောင်လေးကသူမအတွက်စားစရာတစ်ခုဝယ်လာပေးခဲ့ပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးကောင်မလေးကြိုက်ဆုံး rice cake ကလေးဖြစ်နေခဲ့ပါတယ်ဒါဟာလွန်ခဲ့တဲ့နှစ်တွေကသူမအမေစီကအပြစ်ပေးခံရပြီးပိုက်စာနေစဉ်ကောင်လေးတိုင်းကြိုပြီးခိုးကျွေးခဲ့ဘူးတဲ့စားစရာလေးဖြစ်ပါတယ်ကောင်လေးဟာသူမကိုတခါမှမမေ့ခဲ့ဘူးဆိုတာသိလိုက်ရလို့ကောင်မလေးပြောသွားပေမဲ့နေ့လေကခန်းစားခဲ့ရတဲ့မတရားမှုကိုပြန်တွေးမိပြီးမျက်ရည်ကျမိပါတယ်ကောင်လေးကသူမရဲ့မျက်ရည်တွေကိုတုပ်ပေးရင်းနှစ်သိမ့်ပေးခဲ့ပြီးကောင်မလေးကလည်း6နှစ်မတိုင်ခင်ကဘာလို့ရုတ်တရက်ထွက်သွားခဲ့လဲဆိုတာကိုမေးဖို့တက်တိမွေးလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ဖုန်းမိလာခဲ့ပါတယ်ဖုန်းခေါ်ဆိုသူဟာတထေးသမီးရဲ့အဖေဖြစ်နေတာကိုမြင်လိုက်ရတဲ့ကောင်မလေးဟာသူတို့နှစ်ယောက်ဆစ်ဆက်ထားကြပြီးလို့အထင်လွဲသွားပြီးအသေးကွဲစွာနဲ့ထွက်သွားခဲ့ပါတယ်တကယ်တော့ကောင်လေးတစ်သက်လုံးချစ်ခဲ့ရတဲ့တူးလေးသောမိန်းကလေးဟာသူမကိုယ်တိုင်ဖြစ်နေခဲ့တာကိုတော့သူမမသိခဲ့ရှာပါဘူး